ကစားသမားစိတ်ဓာတ်နဲ့မကစားဘဲမတမာတဲ့နီးလန်းနဲ့ပြိုင်ပွဲဝင်ခဲ့ကြတဲ့အားကစားလောကရဲ့ရာဇဝတ်သားများမင်္ဂလာပါပြည်သက်ကြီးတို့ရေအားကစားလောကမှာဆောင်ဖို့တစ်ခုရှိပါတယ်အနိုင်ရှုံးကတာမညရှေ့ပြန်ရင်းသာအဓိကဖြစ်ပါတယ်ဒါပေမဲ့အားကစားသမားတိုင်းမှာတော့ဒီလိုမျိုးစိတ်ဓာတ်တွေကမရှိကြပါဘူးကစားပြီးဆိုရင်တော့အနိုင်ရရှိဖို့ကသာအားစိုက်ကြတော့တာပါဒီလူခနဲ့ရိုးရိုးကစားလို့မှနိုင်ဖို့မဟန်တော့တဲ့အခါမှာတော့မတမာတဲ့နီးလန်းတွေကိုအသုံးပြုလာကြပါတယ်ဒီလိုအကျင့်စာရိတ္တပြပြတဲ့လူတွေကြောင့်ပဲအားကစားလောကကြီးကတဖြည်းဖြည်းနဲ့အစင်တန်းကျဆင်းလာခဲ့ရတာပါဟုတ်ကဲ့ပါယနေ့မျှဝေပေးသွားမှာကတော့ပြိုင်ပွဲတိုင်းကိုအားကစားသမားစိတ်ဓာတ်နဲ့မကစားဘဲရုံညံ့တဲ့နီးလန်းနဲ့အနိုင်ရရှိရေးကိုသာအလေးပေးကစားခဲ့တဲ့အားကစားလောကရဲ့ရာဇဝတ်သားတွေရဲ့အကြောင်းပဲဖြစ်ပါတယ်စိတ်ဝင်စားတွေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးတစ်စက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွာအနာဒိမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အမြဲတမ်းလိုတဲ့ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာပထမတအုပ်ကတော့ Dwight Howard ဆိုတဲ့ basketball ကစားသမားတအုပ်ပဲဖြစ်ပါတယ်သူက2016ခုနှစ်ကစပြီးတော့ NBA ပွဲစဉ်တွေမှာဝင်ရောက်ကစားခဲ့ပါတယ်ဒီနေ့မှာသူ့ရဲ့အသင်းဖြစ်တဲ့ Houston Rockets နဲ့ Atlanta Hawks အသင်းတို့ပွဲကြီးတစ်ခုတရားဝင်ရှင်းပြိုင်ကစားခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာတော့ Dwight Howard ရဲ့ရှုပ်ဝက်ချက်တွေပေါ်လာခဲ့ပါတော့တယ်အဲ့ဒီနေ့ကပွဲရဲ့တာဝန်ရှိတိုင်းတွေကဘောလုံးဟာဆေးကန်နေတဲ့ဆိုတာကိုရှာတွေ့ခဲ့ကြပါတယ်ဘတ်စကတ်ဘောသမားတွေလေ့ကျင့်ရင်သုံးလေရှိတဲ့ဆေးကက်စေတဲ့ spray ဆိုတာရှိပါတယ်အဲ့ဒီဆေးရည်ကိုလက်မှာဖြန်းပြီးတော့ကစားမယ်ဆိုရင်ဘောလုံးကိုဖမ်းယူရလွယ်ကူစေပြီးတော့လက်ထဲကနေလည်းသိပြီးတော့မလွတ်ချနိုင်ပါဘူးဒါပေမဲ့ဒီဆေးရည်ဘူးကိုပြိုင်ပွဲတွေမှာတရားဝင်တားမြစ်ပိတ်ပင်ထားတာပဲဖြစ်ပါတယ်အဲ့ဒီနေ့ကဒိုင်းတွေအနေနဲ့တရားခံဟာ Dwight ဖြစ်ကြောင်းကိုသိချမသိခဲ့ကြပါဘူးဒါပေမဲ့ Dwight ဟာဒီဆေးဘူးကသူ့ရဲ့ပစ္စည်းဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ဒါပြင်သူဟာတစ်ပတ်တာပြိုင်ခဲ့တဲ့ပွဲစဉ်တိုင်းမှာလည်းဒီဆေးဘူးကိုသုံးခဲ့တာဖြစ်ကြောင်းပြောပါတယ်။ဒွိုင်းဟာအဖြစ်မှန်ကိုကိုယ်တိုင်ဝန်ခံခဲ့တဲ့အတွက်အားကစားအရာရှိတွေကသူ့ကိုနောက်ပွဲစဉ်တွေကစားဖို့မပိတ်ပင်ခဲ့တဲ့အပြင်ဘာအပြစ်ဒဏ်မှလည်းမပေးခဲ့ပါဘူး။ဒီကိစ္စကတော့အားကစားလောကရဲ့မမျှတခဲ့တဲ့တရားစီရင်မှုအဖြစ်အခုချိန်ထိမှတ်တမ်းတင်ကျန်နေခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့စကိတ်အားကစားမယ်တိုနီယာဟာဒင်းပဲဖြစ်ပါတယ်။1994ခုနှစ်အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့အကြီးမားဆုံးသောစကိတ်ပြိုင်ပွဲကြီးမှာစကိတ်အားကစားမယ်100နီးပါးဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။အဲ့ဒီထဲမှာချန်ပီယံကတယောက်သာရွေးချယ်သွားမှာဖြစ်ပြီးတော့ရနိုင်ချေရှိတဲ့သူကတော့နန်စီဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။သူမဟာစကိတ်လောကမှာဘယ်သူမှမရှင်းနိုင်အောင်လှည့်မြန်ဖြတ်လက်ပြီးတော့ချေမြဲတဲ့အမျိုးသမီးတူပါ။ဒီပြိုင်ပွဲမှာတိုနီယာဟာတင်းလဲဝင်ရောက်ကစားမှာဖြစ်ပါတယ်။သူမကတော့ချန်ပီယံဆုကိုအယူမှုလိုချင်နေခဲ့တဲ့သူပါ။ဒီနေ့မှာတော့နန်စီဟာညဘက်တယောက်တည်းလေ့ကျင့်နေရင်နဲ့နံပါတ်တို့ကိုင်ဆောင်ထားတဲ့လူတယောက်ကသူမရဲ့ခြေသလုံးရုပ်ကိုအားနဲ့လွှဲရိုက်ခဲ့ပါတယ်။နန်စီလည်းခြေကျိုးပြီးတော့နေရာမှာလဲကျသွားခဲ့ပါတယ်။အမေရိကန်ကပြိုင်ပွဲကိုလည်းနှုတ်ထွက်ခဲ့ရပါတယ်။အဲ့နောက်ဒီအမှုရဲ့နောက်ွယ်ကိုစုံစမ်းကြည့်တဲ့အခါမှာတော့တိုနီယာရဲ့အမျိုးသားဖြစ်သူကလူငှားပြီးတော့လောက်ကျန်ခိုင်းခဲ့တာမှသိလိုက်ရပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့တိုနီယာနဲ့သူ့အမျိုးသားဟာဒေါ်လာ3သိန်းတန်ငွေပေးဆောင်ရတဲ့အပြင်ထောင်လက်နဲ့ကြာခဲ့ပါတယ်။သူမရဲ့တသက်တာမှာရရှိခဲ့တဲ့အာကစားထိုးကြုံစုတွေကိုလည်းအာကစားဌာနကပြန်လည်သိမ်းယူသွားခဲ့တဲ့အပြင်ဆက်ပြီးတော့လှုပ်ရှားခွင့်လည်းမရှိတော့ပါဘူး။သူမလောက်ကျန်ခဲ့တဲ့နန်စီကတော့စေကူတာမှုခံယူပြီးတော့အာကစားလောကထဲပြန်ဝင်ရောက်ခဲ့ကစုတစိတ်တွေအများကြီးကိုဆက်လက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။နိုင်လို့သူကိုအရှုံးပေးနှလုံးအေးတဲ့စီးဆိုတဲ့စကားရှိပေမဲ့ဘယ်သူမှအရှုံးမပေးချင်ကြပါဘူး။အာကစားသမားတွေဟာအရှုံးဆိုတဲ့အရာကိုရင်မဆိုင်ရဲကြပါဘူး။ရှုံးသွားရင်ရှက်စရာကောင်းတယ်လို့သူတို့စိတ်ထဲထင်နေကြတာပါ။တကယ်တော့ရှုံးတာကရှက်စရာမဟုတ်ပါဘူး။အာကစားစိတ်ထဲမရှိတာကသာရှက်စရာပါ။ဒီလိုအာကစားသမားတွေရှိနေလို့လေအာကစားလောကကြီးကရစရာမရှိအောင်သူများအပြောခံနေရတာပါ။အားလုံးဟာသူ့ဘက်ကိုယ်ဘက်ကြည့်ပြီးတော့တရားတော်နည်းနဲ့ကစားကြမယ်ဆိုရင်တော့အာကစားသမားတွေကလူတိုင်းရဲ့အမြင်မှာလေးစားအားကျစရာပုံကိုယ်တွေအဖြစ်နဲ့အမှတ်ထင်နေစေမှာပါ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။